Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ရှန်ဟိုင်းမှာ Day 2ဖြစ်သွားပါပြီပထမရက်မှာတော့ရှန်ဟိုင်းရဲ့နေရာဆောင်ရှောက်လည်ပြီးပြီဆိုတော့ဒီ Day 2မှာတော့ရှန်ဟိုင်းမှာအေးစစ်စစ်လေးပဲမုတ်စားမယ်ဆိုင်လေးတွေပတ်ကြည့်မယ်အေးစစ်စစ်လေးရှောက်လည်ကြရအောင်နော်မနက်စာတော့ဒီရှန်ဟိုင်းမှာတရုတ် local တွေကြားထဲမှာပါနာမည်ကြီးတယ်လိုင်းလာရှောင်းလုံးပေါင်းဆိုင်လေးမှာသွားစားဖြစ်ပါတယ်ဒီဆိုင်လေးကရှောင်းလုံးပေါင်းတွေကအရန်နာမည်ကြီးတာမို့လို့ပေါ့နော်မနက်စောစောလေးသွားတာမှမဟုတ်ရင်တချို့ချိန်တွေမှာဆိုရင်တန်းရှည်စီရတယ်ဆိုတာမျိုးတွေတွေ့ရတယ်ပေါ့နော်ဒီဆိုင်ကရှောင်းလုံးပေါင်းလေးတွေကတော်တော်လေးလဲစားကောင်းပါတယ်အဲ့ထဲမှာသူတို့ဆိုင်မှာနာမည်ကြီးတယ်ဒီ crab roll noodle ပေါ့နော်ကနန်းနဲ့လှုပ်ထားတဲ့ခောက်ဆွဲလေးကိုလည်းမှာစားဖြစ်တယ်သူကလေကော်ရီနဲ့တော့တော်တော်လေးဆင်တူတယ်overall အနေနဲ့ဆိုရင်တော့ဒီဆိုင်လေးကိုတော်တော်လေးသဘောကျတယ်ပေါ့နော်ကိုက coffee person ဆိုတော့လေမနက်စောစောနိုးရင် coffee တစ်ခွက်တောက်အောင်မှကျင်းတဲ့သူမို့လို့ရှောင်းလုံးပေါင်းစားပြီးတော့ coffee ဆိုင်လေးခဏဝင်ပြီးတော့ coffee လေးတောက်လိုက်ပါသေးတယ်နန်ချင်းလမ်းနားမှာ coffee လာတောက်ရင်းနဲ့ပေါ့နော်ကမ္ဘာအကြီးဆုံး Starbucks ဆိုင်တွေ့လို့ဝင်ကြည့်ပြီးလို့အဲ့ဒါကတော့2019မှာစဖွင့်လာတဲ့နှစ်လောကျယ်ကြီးပဲအထက်မှာလည်း coffee ဘယ်လိုထုတ်ပိုးလဲဆိုတော့ပြထားတာရှိတယ်တဲ့အဲ့ခါကျတော့အရင်တော့ဆိုရင် coffee wonderland ဆိုပြီးတော့ခေါ်ကြရဲပေါ့နော်အဲ့တော့ထဲဝင်ကြည့်ရအောင်ဒီ Starbucks coffee ဆိုင်ကသူ့ဆိုင်ထဲကိုဝင်လိုက်တာနဲ့သူ့ရဲ့ interior design ကတော်တော်လေးမိုက်တယ်ပေါ့နော်။နောက်ပြီးရဲ့ခါကျတော့ဒီဆိုင်ကပုံမှန် Starbucks coffee ဆိုင်တွေနဲ့မတူဘဲနဲ့အထဲမှာ coffee ဈေးလော်တဲ့ဆက်ကြီးတွေကိုလည်းကိုယ်တိုင်မြင်ရပြီးတော့ coffee ဈေးကနေပြီးတော့ coffee မုတ်ဖြစ်တဲ့အထိပေါ့ထုတ်ပိုးပုံအစင်စင်ထိပါပြသနေတာဖြစ်တဲ့အတွက်ကြောင့် coffee စက်ရုံကြီးထဲမှာ coffee တောက်ရတဲ့ခန်းစားချက်မျိုးရစေရမို့လို့တော်တော်လေးထူးခြားတဲ့ဆိုင်လေးထဲမှာပါပါတယ်။ဒီ Starbucks coffee ဆိုင်ရဲ့ရှေ့တက်တယ်မှာပဲ LV ship ဆိုပြီးတော့ပေါ့နော် Louis Vuitton ဆိုင်ကိုပဲပေါ့လေသမောပုံစံဒီဇိုင်းလုပ်ထားတဲ့နေရာလည်းရှိတယ်အဲ့နေရာကခီးသွားတွေကပေါ့နော် shopping ထက်စားလို့ရှိရင်တော့တက်ပုံလိုက်ရကြတာများတော့ကိုလည်းတက်ပုံလေးရိုက်ခဲ့ပါသေးတယ်ဒီ Starbucks coffee ဆိုင်ကနေပြန်ထွက်လာရင်းနဲ့ပေါ့နော်ယာယီဈေးဆိုင်နှန်းလေးတွေ့လို့ကိုလည်းသွားဝင်ကြည့်ရင်းနဲ့တသားနဲ့လုပ်တဲ့ handmade အယုတ်ဆိုင်လေးတွေ့လို့ဝင်ကြည့်ပြတယ်ပေါ့နော်အဲ့ဆိုင်လေးကအယုတ်ကလေးတွေကလေတော်တော်လေးချစ်စရာကောင်းတယ် character လေးတွေလည်းအမျိုးစုံရှိရလုံးဝအဲ့လို Pokemon character လေးတွေတိုတိုရိုတွေတခြားအဲ့လို Japan character ကာတွန်းကာရက်တာလေးတွေလည်းအများကြီးရှိရပေါ့နော်အယုတ်ကလေးတွေကလေတခြားလေးတသက်ရက်တသားနဲ့လှုပ်ထားတာမို့လို့လေကြည်ရင်နဲ့ကိုလည်းနောက်ဆုံးမနေနိုင်မဲနဲ့ကီချင်းလေးအချို့ဝယ်ခဲ့သေးတယ်ပေါ့နော်နောက်တနေရာသွားဖို့လည်းကိုဒီနေ့ကိုလည်းတက်စီမငားပဲနဲ့ metro လေးနဲ့ပဲသွားပြခဲ့တယ်ပေါ့နော်အခုရောက်နေတဲ့နေရာကတော့ရှန်ဟိုင်းမှာအမှုပညာလမ်းကြားဆိုပြီးတော့နာမည်ကြီးရဲ့ Jinjifan ဆိုတဲ့နေရာလေးပဲဖြစ်ပါတယ်
ဒီနေရာကိုအမှုပညာလမ်းကြားဆိုပြီးတော့ခေါ်ရတဲ့အဓိကအကြောင်းရင်းကတော့ကျင်းကျက်ဖန်ဆိုတာကတဲ့အရင်တုန်းကတရုတ်အမှုပညာရှင်ဟောင်းတယောက်ရဲ့နာမည်ကိုယူသုံးထားတာမို့လို့ဆိုပြီးတော့လေ history ထဲမှာဖတ်ခဲ့ရပါတယ်ဒီနေရာလေးကကြတော့ရှန်ဟိုင်းမှာရှိတဲ့လူနေအိမ်လမ်းကြားထဲမှာရှိတဲ့အိမ်အဟောင်းလေးတွေကိုသူတို့ကမဖြတ်ဖဲနဲ့အဲ့အိမ်လေးတွေမှာအဓိကတော့ပကြီးဆိုင်လေးတွေကော်ဖီဆိုင်လေးတွေဆူဗီနီယာဆိုင်လေးတွေအဖြစ်ပြန်လည်ပြုပြင်ထားတဲ့လမ်းကြားလေးပေါ့နော်ဒီနေရာလေးမှာကလေအေးစစ်စစ်လေးလမ်းလျှောက်လိုက်ဆိုင်လေးတွေလှည့်ကြည့်လိုက်မုတ်စားလိုက်နေပေါ့နော်အေးအေးဆေးဆေးရှောက်လေလို့ကောင်းတဲ့နေရာလေးတစ်ခုလို့ကတော့ကိုကတော့မြင်မိပါတယ်都这样。哦呀，对，不是这有太吧，所以那牛肉土啥的。对。哇，so cute。ကိုကအဲ့မှာဘဘက်တီးလေးလဲဝင်တော့ခဲ့တယ်လို့တငယ်ချင်းအတွက်လည်းလက်ဆောင်ပစ္စည်းလေးဝယ်ခဲ့ပါသေးတယ်နေ့လည်စာတော့ကိုလူဝမ် capital mall ထဲမှာရှိတဲ့ဆိုင်လေးတစ်ဆိုင်မှာစားပြတဲ့အဲ့ဆိုင်လေးကသူက discount ချနေတာ2ယောက်ကိုမှ198ယွမ်ပဲပေးရတယ်ဟင်းပွဲတွေလည်းများတော့အဲ့ဆိုင်မှာစားပြတဲ့ဆိုင်နာမည်လေးကိုတော့ကို caption မှာစာတန်းလေးထုတ်ပေးတော့မယ်နော်မင်းစားပြီးတော့အစကတော့ရှန်ဟိုင်းတာဝါပေါ်သွားတက်မလို့ပဲဒါမဲ့ရာသီဥတုကမကောင်းတော့လေအရန်နေမြူတွေအုပ်နေတာဆိုတော့တာဝါပေါ်တက်လဲဘာမှမမြင်ရမှာဆိုတော့လေအဲ့နားမှာရှိတဲ့ IFC mall ထဲမှာကိုခဏလောက်တော့ shopping သွားပတ်ကြည့်လိုက်သေးတယ်ဒါမဲ့လည်း shopping ထွက်ရတာလည်းပြင်းပြီးတော့ဘာမှလည်းအရင်ကြီးထူးထူးခြားခြားမရှိတာနဲ့ရှန်ဟိုင်းမှာနာမည်ကြီးတဲ့ U Garden ကိုပဲသွားလိုက်ခဲ့ပါတယ်တကယ်ကယူကားတန်းကမနက်၈နာရီခွဲကနေညနေ9နာရီပဲဖွင့်တာမို့လို့ကိုရောက်တော့တဲ့အချိန်မှာဂါဒန်ကပိတ်သွားပြီပေါ့နော်အဲ့ဒါကြောင့်ယူကားတန်းနဲ့ကက်ရက်မှာရှိတဲ့ယူယွမ်ဘဇာကိုပဲသွားလဲပြပါတယ်ဒီယူယွမ်ဘဇာကကြတော့လေသူကတရုတ်အဆောက်အဦဟောင်းလေးတွေမှာဆိုင်လေးတွေအများကြီးဖွင့်ထားပြီးတော့ပေါ့နော်ညဘက်ဆိုမီးအောင်စုံတွေထွန်းတာဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးလဲလှတယ်ဆိုင်တွေကလည်းအများကြီးပဲမုတ်ဆိုင်လေးတွေ street food ဆိုင်လေးတွေလည်းတော်တော်များတယ်ပေါ့နော်ပြီးတော့သူ့ရဲ့ထူးခြားတဲ့ဒီတရုတ်ရှေးရောင်းအဆောက်အဦပုံစံတွေကြောင့်လေဒီမှာတရုတ်ဝတ်စုံတွေဝတ်ပြီးတော့ဓပုံလာရိုက်နေတဲ့သူတွေလည်းတအားများပါတယ်ညနေစာကိုတော့ကိုစီချွန်ဆိုင်လေးမှာသွားစားပြီးတော့ရှန်ဟိုင်းရဲ့ဒေတူလေးကိုအေးအေးဆေးဆေးလေးပဲကုန်ဆုံးခဲ့ပါတယ်ဒါဆိုရင်တော့ကိုယ့်ရဲ့ရှန်ဟိုင်း day to vlog လေးကိုဒီမှာပဲဆုံးသတ်လိုက်ပါတော့မယ်။နောက်ဗီဒီယိုကြရင်တော့ရှန်ဟိုင်းကနေပြီးတော့နိုင်ဝက်ပဲရထားစီးရင်ရောက်တဲ့အရန်ချစ်စရာကောင်းတဲ့စူဂျိုဆိုတဲ့မြို့လေးကိုသွားလဲအောင်မှာဖြစ်တဲ့အတွက်ကြောင့် stay tuned and see you in next video. တတားပါ